တခါတော့ကပင်လေကမ်းဆက်မှာအုံးပင်တပင်ပေါ်မှာရှင်ဇနီးမောင်နှံနှစ်ကောင်နေတယ်တဲ့အဲ့ဒီလိုနေရင်လည်းဒီနေ့ကျတော့ရှင်မလေးကအုံးပင်ပေါ်ကဆင်းပြီးတော့ပင်လေရေကိုဆင်းတောက်တာအဲ့ဒီမှာပင်လေဒီလှိုင်းတစ်ခုကလိမ့်လာပြီးတော့သူ့ကိုတခါတည်းအုပ်ပြီးတော့ဆွဲခေါ်သွားအဲ့ဒီပင်လေရေထဲမှာနစ်ပြီးတော့အဲ့ဒီရှင်မလေးတည်တယ်ရှင်မလေးကသေးသေးလေးဆိုတော့လှိုင်းကြီးလာတာဘယ်မြင်ပါလဲအဲ့တော့အချိန်တန်တော့ပြန်မလာတော့ရှင်ဘိုကအုံးပင်ပေါ်ကနေနေစရာမရှိတော့ငါရှင်မလေးပြန်မလာဘူးအဲ့ဒါနဲ့အုံးပင်ပေါ်ကနေဆင်းပြီးတော့ဒီရှင်မလေးဟာပင်လေထဲမှာရှိတယ်ဒီပင်လေထဲရောက်သွားတာကနေပြန်မလာတာအဲ့တော့ဒီရှင်မလေးကို तू တိတ်ပြီးတော့တွေ့ကျင်တယ်ဆိုရင်ဘယ်လိုလုပ်မလဲအဲ့ဒါနဲ့ရှင်မလေးကိုတွေ့ကျင်တဲ့ဇောနော်ဒီချစ်ခင်မှုကသူ့ကိုဘယ်လောက်ထိနှိပ်စက်တယ်လဲဆိုတော့ရှင်မလေးဒီပင်လေထဲမှာရှိတယ်ဒီပင်လေထဲမှာရှိတယ်ငါသူ့ကိုတွေ့အောင်ဘယ်နဲ့လုပ်ရမလဲအဲ့တော့ဘာလုပ်တုံဆိုတော့အဲ့ဒီပင်လေထဲကိုခဏလေးဆင်းအမိကလေးကိုစိမ့်ပြီးတော့ကမ်းပေါ်ပြန်တက်ရေဆွတ်ထားတဲ့အဲ့အမိလေးကိုဇက်ဆိုခါခဏနေတော့ပင်လေထဲဆင်းအဲ့ဒီအမိလေးကိုစိမ့်နှစ်ပြီးတော့ကမ်းပေါ်ပြန်တက်ဇက်ဆိုခါအဲ့ဒီလိုခောက်တုတ်ခောက်ပြန်လုံနေတော့ကမ်းဆောင်လက်ကြီးကမြင်တော့တနာတယ်တဲ့ကြည်စမ်းရှင်ကလေးချစ်ချင်းကြောင့်ပင်ပန်းနေပြီအဲ့ဒါနဲ့ကမ်းဆောင်နှက်ကကိုထင်ရှားပြပြီးတော့မင်းဘာလုပ်တာတော့ပြုတ်ချစ်တဲ့ရှင်ကလေးဒီပင်လေထဲမှာရှိဒီရှင်မလေးကိုတွေ့ဖို့အတွက်ပင်လေရည်ဒီခန်းအောင်ကြိုးစားနေတာဟင်ဒကမာကြီးတွေဘာလုပ်နေတာလဲတော့အေးပင်လေရည်ခန်းအောင်အမိနဲ့နှစ်ပြီးတော့ခါနေတာတဲ့အဲ့ဒီတော့ကမ်းဆောင်နှက်ကမဖြစ်နိုင်ဘူးနော်ဒါမဖြစ်နိုင်ဘူးမင်းသေးလာသွားမယ်ပင်လေရည်တွေဘယ်တော့မှခမ်းမှာမဟုတ်မင်းချစ်ချင်းကြောင့်ပင်ပန်းနေပြီမင်းကသာမင်းရှင်မလေးကိုချစ်လို့ပင်ပန်းနေတာမောင်ကြီးတနာလွန်းလို့မင်းချစ်တဲ့ရှင်မလေးကဘဝပြောင်းပြီးတော့ဟောဒီပင်လေကြီးကိုအစိုးရတဲ့ပင်လေဆောင်နတ်မင်းကြီးရဲ့နတ်မိဖုရားလေးဖြစ်နေတယ်မောင်ဟာဟုတ်လားမျက်လုံးပြူးသွားတယ်ရှင်လေးအဲ့ဒါနဲ့ဖန်ဆင်းပြတယ်တဲ့ပုံမြင်တော့အေးဖန်ဆင်းပြတယ်တဲ့အဲ့တော့ပင်လေဆောင်တဲ့မင်းကြီးရဲ့ဘေးမှာပြုံကလေးနေမှာပေါ့စိတ်ကူးတဲ့မြင်အောင်လာကြည့်ပြီတော့ဟုတ်လားအဲ့ဒီတော့အောက်ကရှင်းမိုးလေးကမော့ကြည့်ပြီကြည်စမ်းငါကသူ့ကိုတွေ့ကျင်လို့ကြခုတ်ကြခဲကြိုးစားနေရတာဒင်းကပျော်လို့ပါလားပိဋကရဲ့စိတ်တွေပြောင်းသွားပြီစိတ်တွေတခါလဲပြောင်းသွားပြီခုနတုန်းကချစ်ချင်းအခုမုံရင်ရောက်သွားပြီချစ်ချင်းနဲ့မုံရင်အင်မတန်နီးတယ်နော်ဇက်ဆိုဟိုဘက်လှည့်လိုက်တာနဲ့မုံရင်တန်ရောက်တာပဲအဲ့ဒါတော့မြန်တယ်လို့ဦးဇင်းထင်တယ်ဒီလူတွေပိုသိပါလေအဲ့ဒါကအဲ့ဒီတော့ဒီရှင်လေးကဘာတော့ဆိုတော့ဒင်းကပျော်လို့ပါလားအဲ့ဒါနဲ့ချစ်ချင်းကနေမုံရင်ဒီကူးသွားတော့စောစောတုန်းကပြောခဲ့တဲ့အမျက်တို့ဒေါသတို့ဖြစ်လာတော့ဘာလို့တုံးဆိုတော့သဲတောင်ပြင်ပေါ်တက်သဲလေးကိုလက်နဲ့ကုတ်ပြီးတော့ပင်လယ်ထဲကိုဇက်ပစ်ချဟုတ်လားခဏနေတောင်ပြင်ပေါ်တက်သဲလေးကိုလက်ကလေးနဲ့ကုတ်ရှင်းလက်ကဘယ်လောက်ကြီးမှလဲသေးလေးအဲ့ဒီသဲလေးကိုကုတ်ပြီးတော့ပင်လယ်ထဲထည့်အဲ့ဒီတော့ကန်းဆောင်နှက်ကဟာကောင်မင်းဘာဖြစ်ပြန်တာတော့သူတို့ကိုမမြင်ញင်ဘူးတဲ့သူတို့ကိုမမြင်ញင်ဘူးဒါကြောင့်ပင်လေရည်ဒီခန်းသွားမှဖြစ်မယ်ပင်လေရည်ဘာတဲ့တော့အဲ့ဒီပင်လေရည်ခန်းသွားအောင်သဲတွေနဲ့ဖို့နေတာတဲ့ဒကာကြီးတို့မိုက်များအဲ့ဒီတော့မုံချင်းမှာအစွမ်းတတ္တိတွေမရှိဘူးလားချစ်ချင်းမှာကောအဲ့ဒီချစ်ချင်းမုံချင်းကြောင့်ဖြစ်ပေါ်လာသောအစွမ်းတတ္တိဒီတတ္တဝါကိုပင်ပန်းစေတာကြီးပဲဘယ်ရာကမှမသက်သာရှိဒီတော့ဒကာတော်မတို့ဦးဇင်းတို့တွေကရှင်ကလေးကိုအပြစ်တင်မစောနဲ့ကိုလည်းရှင်ကလေးနဲ့သိမကွာဘူးနော်ချစ်ချင်းကခိုင်းလို့လုပ်ရတဲ့အလုပ်တွေအဲ့ဒါဘာလုပ်နေတာလဲပင်လေရေခမ်းအောင်လုပ်နေတာဟုတ်လားမုံချင်းကခိုင်းလို့လုပ်ရတဲ့အလုပ်တွေပင်လေရေကိုသဲနဲ့ဖုံးနေတာပြီးနိုင်ဘူးဗျာတန်တရားတစ်ချောင်းလုံးလုပ်ခဲ့တာပဲချစ်ချင်းရဲ့ကြေးကျွန်ဖြစ်လို့လုပ်ခဲ့ရတာတွေပြောခဲ့ရတာတွေအခုပြီးပြီလားဘယ်တော့ပြီးမှာလဲကဲမုံချင်းကြောင့်လုပ်ခဲ့ရတာတွေများလာပြီအခုပြီးပြီလားဘယ်တော့ပြီးမှာတော့ဘယ်တော့မှမပြီးဘူး
ဒါကြောင့်ချစ်ချင်းကိုသူတော်ကောင်းတွေကမကြိုက်ဘူးလို့ဒီလိုပြောတာအိန္ဒိယမရဘူးပေါ့ဟုတ်လားတခါကြီးမိုင်များ